好，得啦，等间过来些，啊个哦，好啦，啊等我哦等来对吧？哩呢，啊是了，那个孬撇多少不？鸟个哦等来对了，鸟撇多少不？到底我要嘛到底了对喏，到个哦等来对吧？哩呢？一等我爱等来对了是的跌，是带，你是奶，那么表嘞也可以嘛？加不加吧来没？ဒါနဲ့တစ်ဒါနဲ့ထဟုတ်လားတနုစကားမှာလိပ်ပြာကို like ပြာလို့ပြောတယ်စိတ်ကို site လို့ပြောတယ်ဆိုပဲမြည်ကိုမြဲကျေးစီကိုကျေးစဲကြည်တော့ကိုကျဲတော့လွန်ကိုလွန်ရေတွင်းကိုရေတွင်းလွန်ကိုလွန်အခွန်ကိုအခွန်ပိုက်ဆန်ကိုပိုက်ဆန်ဟုတ်လားရှူတောင်းကိုရှူတောင်းကိုလှမြင့်ကိုကိုလှမြင့်အဲ့လိုပြောတယ်တဲ့ဒိုးဘက်မှာလည်းအဲ့ငါတက်နာတက်ကတော့နည်းနည်းအဲ့လိုမျိုးလို့ရှိတယ်နောက်ထပ်စကားအသုံးနှုန်းကိုကွဲတာအသုံးနှုန်းကိုကွဲတာအတန်ကွဲတာမဟုတ်တော့အသုံးနှုန်းကွဲတာပုံအောင်ကိုပုံတယ်လို့သုံးတယ်တခါကျရင်အောင်းတယ်လို့သုံးတယ်အများအပြားတော့တို့နှလုံးတွဲသုံးတဲ့ဟာတွေကိုနောက်ဘက်ကအလုံးကိုယူပြီးတော့မှသုံးတာလေးရှိတယ်နူးညံ့ကိုညံ့နန်စောစောလောင်းငါဆိုငါစာမွက်ကိုမွက်မှောင်မိုက်ကိုမိုက်ဒါမျိုးသုံးတာလေးတွေပေါ့မှတ်တဲ့နီးလေးနဲ့မှတ်ပေါ့ဆိုင်းငံ့ကိုငန့်ဟုတ်လားဒါမျိုးလေးတွေနောက်ကဟာတွေယူပြီးတော့သုံးတာမျိုးလေးများတယ်ပေါ့နောက်ထပ်ရှေ့သုံးပေါ်နာစကားတွေရှိတယ်ဒါတွေလည်းသူစားထဲမှာပါတော့တေးချောင်းသိရမယ်အပြင်မှာသိတဲ့ဘူးတူတာရှိတယ်ဆိုလဲဒါတွေကလုံးဝ A star question နေနော် A star point နေငါတို့ယူရမယ်မေနအတန်းကျွန်းရာစုချိန်ဝင်ကိုပြောတာဆောင်းရံချန်စီကိုပြောတာလက်ကတိဆိုတာဂျိုင်းကိုပြောတာဖတ်တလက်ကြီးကွာဆိုတာရုပ်တရက်ကြီးကိုပြောတာပဲဒါမျိုးတွေသိဖို့ဆိုတာအဲ့ဒါလို့ခေပန်းအရင်တော့ခြေအားလို့ခေါ်တယ်ခြေအားပန်းဆိုလို့ရာဒါမျိုးတွေထင်ကြမှာကိုခေပန်းကိုပြောတာတိုးဆိုတာအုတ်ထုတ်ကိုပြောတာအဲကြောင့်တိုးကလေးဆိုတော့အကောင်မှာဆိုရင်ဒီတိုးကအကောင်တိုးကိုပြောတာမဟုတ်ဘူးဒီစကလုံးတစားဆင်းပြီးတော့ကိုစားပြူပြီးပြောတာမျက်မှောက်ကြီးစောင်းတဲ့အုတ်ထုတ်ကိုညှင်းတဲ့အကြောင်းတွေတို့ရှေ့မှာလေ့လာခဲ့ဘူးတယ်စားမြင်ကိုစားချိုလို့ပြောတယ်တငယ်ချင်းကိုလူခဲလို့ပြောတယ်ကြည်ကျင်မြင်ကျင်မျက်စိစားတယ်ဒါမျိုးတော့တားတဲ့အမိကိုတားရှင်းမိဟုတ်လားနာစီးတာကိုစောင်းပြေးတင်လို့တုံးတယ်ဒါရီဆိုတိချဖတ်ထားမှသိမဲ့ຢာတွေဖြစ်နေရလေနော်ဆက်ပြကိုတပုံဟုတ်လားမီးဘိုတိုက်ကိုမီးကြွေထိုးလို့တုံးတယ်မြင်းလဲကိုဘုံပြက်လို့တုံးတယ်မီးပြောင်းကိုမီးပလေလို့တုံးတယ်ဒါဆိုအဲ့ဒီတာမှာသွားပြီးတော့မှကြုံဘူးတဲ့သူတွေစစ်စစ်ပေါက်တတိထားမိတဲ့ပြန်ဝေးမြတာတွေကိုကိုတွေကတဆင့်တေးတချမှတ်သားထားနိုင်မှာဒီလိုမျိုးမိကွန်းနေဖြေနိုင်မှာပေါ့အဲ့တော့မှဒီထက်မှာကိုကထားချက်လေးရှိတယ်မှော်ပြီးဆရာသိန်းကြီးရဲ့ပောရဏဒီပဏီကျမ်းမှာဆိုရင်ခေါ်တော့တန်ပြောင်းရတော့၎င်းဝတ္ထုတစ်မျိုးတွေကိုအခေါ်ဝေါ်တော့ကွဲတယ်ဆိုပြီးတော့ပြောထားတယ်။ပြီးတော့ဥပမာလေးနဲ့ထမင်းကိုအမန်းလို့ပြောတယ်တဲ့။ကြောင်ကိုမင်းညောင်လို့ဒီဘက်မှာလည်းနည်းတော့ခေါ်ရစနေ။ယုံကိုအမဲ့မောင်ဒါမျိုးတော့စားကိုစွမ်းရေနံကိုရီးနံထမင်းကိုထမန်းဟုတ်လား။တောင်ရောမှာဆိုလေထမင်းစထမန်းလို့ပြောလေနော်။မန်းတန်လို့မောင်းတောင်လို့ပေါ့ကွာဟုတ်လား။ဒီရောသားကြီးရဲ့ဘာတောသားကြီးရဲ့တချင်ထဲမှာဆိုတော့ထမန်းစားမလားဟုတ်လားအားမျိုးပေါ့လို့စကားတန်ကွဲပြားမှုဟာဆိုရင်နေရာဒေသနဲ့ကြည့်မယ်ဆိုရင်ပြင်ပနဲ့အယောနောဆက်ဆံမများတဲ့ဒေသမှာဆိုရင်စကားအသုံးနှုန်းများတွေကအသွင်မပြစ်ဘူးပြင်ပနဲ့ဆက်ဆံမများရင်အသွင်မပြစ်ဘူးပြင်ပနဲ့အယောနောများသောဒေသတွေမှာတော့ပို့ပြီးတော့ရွေလျားပြောင်းလဲရတဲ့သဘောရှိတယ်ဒါဆိုနေရာဒေသနဲ့လိုက်ပြီးတော့မှအသွင်ကောင်းမြန်မာစကားတွေကဘလို့ဖြစ်တော့အများဖြင့်ကြည့်မယ်ဆိုရခိုင်တို့ရောရတော့ထားကွာတနင်္သာရီတို့ဆိုတာရောင်းဝယ်ဖောက်ကားမှုတွေတော့ကြောင့်၎င်းတခြားစီးပွားလာလုပ်တဲ့သူတွေဒါတွေကြောင့်ဘာသာစကားထိတွေ့မှုများပြီးတော့အသွင်ကောင်းမြန်မာစကားတွေရဲ့အတန်ကွဲတာတွေဖြစ်စေရလားဒါမျိုးနော်ဘလို့ပဲအတန်တွေကွဲတာတွေအကုန်လုံးကတန်းတူ YouTube ပဲဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ချုပ်ထားတယ်ဒါရီဆိုရင်ဒါတို့အခြေလဲဆွေးနွေးထားပြီးသားအရာတွေနောက်တစ်ခုစကားတင်္ကေတရောသုံးမှုဒေါက်တာအောင်မြင့်ဦးကြီးတဲ့စကားတင်္ကေတရောသုံးမှုဟုတ်လားဒီအတူတူပဲအဲ့သူသေသနာစာလမ်းနဲ့ကောင်းထုတ်ထားတယ်ရွေးချက်ကတော့ဘာသာစကားဆိုင်ရာအကြောင်းရင်းခံတရက်နဲ့လူမှုဆိုင်ရာအကြောင်းရင်းခံ၄ရက်တို့ပါမူတည်ကြောင်းသိရှိစေဖို့စကားတင်္ကေတရောတာဒါတွေပေါ်မူတည်တယ်ဆိုတာသိဖို့ဟုတ်ပြီစကားတင်္ကေတရောတဲ့နေရာမှာစကားလုံးတွေရောတာရှိတယ်ပုတ်စုတွေရောတာရှိတယ်ဒီတဲ့ပုတ်စုတဲ့နည်းနည်းကြီးတဲ့ဟာမျိုးဆိုတော့ unit လို့သုံးတယ်ပေါ့နော်ပထမတစ်ခုဘာသာစကားဆိုင်ရာအကြောင်းရင်းခံတရက်ဆိုတာဘာသာစကားထိတွေ့မှုပဲဆိုကျွန်တော်အင်္ဂလိပ်လူမျိုးနဲ့မြန်မာလူမျိုးနဲ့တွေ့တယ်ဒါဆိုရင်ဒါဘာသာစကားထိတွေ့မှုဖြစ်ပြီဒါမျိုးပေါ့
တခြားလူမျိုးကြားနဲ့တွေ့ရင်ဒါဘာသာစကားထိတွေ့မှုဆိုတာစတာပဲတွေ့တယ်ဆိုတာလည်းအပြင်မှာတွေ့တာတခုလည်းပြောချင်တာမဟုတ်ဘူးအကြောင်းကြောင့်စစ်တွေပတ်သက်စရာကိစ္စကြုံလာတဲ့အခါကျရင်ဆိုတာမျိုးလူမျိုးရေးဆိုင်ရာအကြောင်းလူမှုဆိုင်ရာအကြောင်းရင်းခံ၄ရက်ဆိုတာဘာသာရေးနိုင်ငံရေးစီးပွားရေးပညာရေးဒါတွေအဲ့ဒီ၄ရက်ကိုပြောတာဒါတွေကလူမှုရေးတွေပဲပြီးတော့၄ရက်ဟာဘာလဲဆိုပြီးတော့ဒီမှာလူမှုဆက်ဆံရေးတွေပြောလိုက်တော့ရောသွားမှာဆိုလို့ဒါဟိုလုပ်ပေးထားတာတို့မြန်မာတွေကအရင်ဆုံးပါဠိဘာသာစကားရောသုံးမှုတွေရှိတယ်ရှေးတုန်းကဆိုရင်ဒါမြန်မာရှေးဦးစင်လားဗုဒ္ဓဘာသာကိုးကွယ်တဲ့အခါမှာဗုဒ္ဓစာပေတွေကပါဠိလိုလာတော့ပါဠိစကားသုံးကြတယ်ပါဠိလိုတက်တယ်ဆိုတာစာတက်ပေတဲ့ကျမ်းတက်လို့ယူဆကြတာဟုတ်လဲဟုတ်ပါတယ်အဲ့တော့ပါဠိဘာသာစကားသုံးမှုတွေရှိတယ်အနုလုံးပဏိလုံးဆိုတော့စစ်စစ်ဆက်တိတိကျကျဒီမှာဆိုရင် critical thinking နဲ့သုံးပြီးတော့ logically ဒါမျိုးတွေပြောတာပေါ့ဒါတွေဆိုရင်ဒါအနုလုံးပဏိလုံးကိုပြောချင်တာအခုကြည့်နေတဲ့သူပဲဖြစ်လိုက်မယ်ကျွန်တော်အုံးမတကောလူဆိုတာအယူကြီးပါပဲကျွန်တော်တော့မပါဘူးလကနောက်တာကျွန်တော်လည်းလူပါပဲအာရောဂျန်ဘရမန်လာပဲကျမ်းမာခြင်းသည်လက်တပါအဲ့ဒါသေချာပဲကျမ်းမာခြင်းနေမရှိတဲ့ခါကျရင်ကျမ်းမာခြင်းအကောင်းကျိုးသိလိုက်ကြမယ်အဲ့တော့ကျမ်းမာရေးဂရုမစိုက်တဲ့သူတွေအချိုးတွေအခြေတွေအပူတွေအဆက်တွေရမ်းကြိုက်တဲ့သူတွေဈေးလိတ်ကွင်းရအရက်ကြိုက်တဲ့သူတွေသတိထားပါရှေ့ရဆိုတာပါဠိဘာသာစကားရောပြီးတော့သုံးထားတာဒီမှာတော့အင်္ဂလိပ်ဘာသာစကားရောသုံးမှုတွေရှိတယ် facility မကောင်းမှု fee ဖြစ်နေပုံပဲအရင် fee ဖြစ်မနေစမ်းပါနဲ့ကွာဟုတ်လားပုံကျုံသမား copy မဆိုဘူးဒါတွေဆိုတာအင်္ဂလိပ်စာတိုက်ရိုက်သုံးထားတယ်နော်ဘာသာစကားသင်္ကေတရောသုံးတယ်ပေါ့နေရာဒေသခွဲလိုက်မယ်ဆိုရင်ကြေးလက်ထက်မျိုးပြမှာစကားသင်္ကေတရောသုံးတာပို့ပြီးတော့များတယ်အဲ့တော့မျိုးပြမှာများတော့မျိုးပြရဲ့လက္ခဏာတရားအနေနဲ့သတ်မှတ်လို့တော့ရတယ်ပေါ့ဒီမှာ condominium ဟုတ်လား Summer Park View ဆိုတာတို့ဒါတော့ဆိုင်နာမယ်ထက်သုံးတာမဟုတ် okay ပြီးတော့နောက်ထပ်တစ်ခုကကြတော့နေရာဒေသနဲ့လည်းဆိုင်တယ်လို့လူမှုအလွှာနဲ့လည်းဆိုင်တယ်အဲ့ဆိုလူမှုအလွှာမျိုးစုံရှိတာပေါ့ကွာစီးပွားရေးပညာရေးကျန်းမာရေးနိုင်ငံရေးဟုတ်လားအဲ့ဆိုပညာရေးမှာတောင်မှဘယ်ဒေသကပညာရေးအုပ်စုဒါမျိုးတွေပေါ့နော်နိုင်ငံရေးမှာဆိုလဲဘယ်ယူဝါဒကိုဂိုင်းဆွဲတဲ့သူတွေကျန်းမာရေးမှာဆိုလဲဟာလားအထွေထွေကူးတဲ့သူတွေရှိမယ်လုံးဝခွဲစိတ်ဆရာဝန်တွေရှိမယ်အယိုးကြောဟာလားနောက်ဝင် neuroscience အုံနှောင်းနဲ့အာယုံကြောပိုင်းတွေတည်တက်ဒါမျိုးတွေလည်းရှိမှာဟုတ်အဲ့လိုအဲ့ကွဲသွားတာနဲ့သူတို့ရဲ့အသုံးနှုန်းနဲ့သင်္ကေတရောသုံးတဲ့ပုံစံကလည်းမတူဘူးပေါ့လူစရာလည်းမရှိဘူးလေသူတို့ထိတွေ့ဆက်ဆက်ပြီးတော့သူတို့အကျွမ်းဝင်ဖြစ်နေတဲ့စကားတွေကတစ်ခုနဲ့တစ်ခုတူမှမတူတာအဲ့လိုရောသုံးတဲ့နေရာမှာနီးနီးနဲ့ရောသုံးတယ်အစားထိုးရောသုံးတာနဲ့တွဲဖက်ရောသုံးတာပြီးတော့မှအဲ့ဒီအစင်တိုင်းမှာစကလုံးအစင်မဲ့ဖြစ်ဖြစ်ပုတ်အစင်မဲ့ဖြစ်ဖြစ်ဝက်ကြအစင်မဲ့ဖြစ်ဖြစ်အသုံးပြုတယ်တဲ့ဒီမှာဆိုရင်ကုန်းမိတ်ဆင်အကြောင်းပဲစကားသင်္ကေတရောသုံးခြင်းနဲ့ကုန်းမိတ်ဆင်အကြောင်းပဲဆိုတာလေးကိုကျွန်တော်ချဲပေးထားတယ်ဆိုလိုရတော့ကုန်းမိတ်ဆင်အကြောင်းပဲဆိုကြတာပြောလိုက်တော့ဒါအစားထိုးသုံးလိုက်တော့တာစကားသင်္ကေတရောသုံးခြင်းကုန်းမိတ်ဆင်အိဗယ်တူနှစ်ခုတွဲပြီးတော့သုံးတယ်ဒါမျိုးကရောသုံးတာပေါ့စားထိုးနဲ့ရောသုံးတာတိတာကြီးပါပညာတမာအာဘာနတ္ထိပညာနဲ့တူတော့အလင်းအောင်မရှိဒါဆိုရင်ပညာတမာအာဘာနတ္ထိဆိုတာဒါပါဠိအသုံးဖြစ်တယ်ပညာတူတော့အလင်းအောင်မရှိဆိုတာကဒါကသူ့အတိတ်ပဲမြန်မာလိုအသုံးဒါဆိုရောသုံးထားတာပေါ့โอเคဒါဆိုရောသုံးတဲ့ပုံစံနေဘာသာစကားကိုအသုံးပြတဲ့နေရာမှာပြောတာရှိတယ်ရေးတာရှိတယ်ပြောတာနဲ့စဖို့တော့ပုံများတယ်လို့သုံးသပ်ထားတယ်အပြောတရံမှာဆိုလဲပထမအဆင့်မှာဆိုရင်မူရင်းအတန်ထွက်တိုင်းချင်းဟာအသုံးပြုတယ်အဲ့ဒီအတန်ထွက်တိုင်းပြောတယ်ပေါ့ကွာဟုတ်လားအဲ့ဆို best friend မှာ contemporary တွေပေါ့ convenient ဖြစ်ပါတယ်ဒုတိယအဆင့်ကကျတော့မိမိစကားတန်နဲ့ကိုက်ညောင်အသုံးပြုလာတယ်အဲ့ဆို contact လောက်တော့လေ contact ဖြစ်သွားပြီ computer လို့မပြောတော့ computer ဖြစ်သွားပြီနော် admin ဖြစ်သွားပြီလေဒါမျိုးပုံစံတို့မြန်မာစကားတန်ပြောတဲ့အဆင့်လာနဲ့လိုက်အောင်ပြောင်းပြီးတော့မှပြောတာအဲ့လိုမျိုးစကားသင်္ကေတရောသုံးတာတွေကအသုံးရှည်ကြလာတယ်အသုံးတွင်ကြလာတယ်ဆိုမွေးစားစကားအဖြစ်ယူဆဖို့ရှိတယ်အရေးသားပထမပိုင်းမှာဆိုတော့ပထမအဆင့်မှာမူရင်းအရေးသားတိုင်းရေးတယ်ဒီမှာဆိုရင် business center waiting long ဒါမျိုးတွေပေါ့ဒုတိယအဆင့်မှာကျတော့မူရင်းအရေးသားမိမိတို့မြန်မာဘာသာစကားအရေးသားရဲ့အခရာရေးထုတ်ဖြင့်ပြောင်းလဲရေးသွားတယ်ဒါဆိုတော့မြန်မာလိုရေးလိုက်ပြီဆို register မြန်မာလိုရကောက်ရက်သွားပြီနော်ဒါမျိုးရေးလာတယ် najef ဒါဆိုရင်ဒါနိုင်ငံခြားဘာသာစကားအသုံးတော့မြန်မာတန်နဲ့ရေးလိုက်တော့တာဒါဆိုနှစ်ဆင့်မှာဆိုပထမဆုံးဓာတ်ရိုက်အထွားနဲ့သူ့ရေးတိုင်းပဲနောက်တော့မြန်မာရေးထုံးနဲ့ရေးတယ်အဲ့လိုမျိုးမြန်မာရေးထုံးနဲ့ကိုက်ညီပြီးတော့အသုံးတွင်လာမယ်ဆိုရင်မွေးသားစကလုံးဖြစ်သွားရောဒီမှာစမော်တော်ကားတို့တယ်လီဖုန်းတို့ရေဒီယိုတို့ကွန်ပျူတာတို့ transformer တို့ internet တို့ keyboard တို့ဆိုတာဒါမျိုးတွေအဲ့လိုမျိုးမွေးသားစကလုံးဖြစ်သွားတော့တောက်လျှောက်မွေးသားစကလုံးဖြစ်သလားဆိုတော့လည်းမဟုတ်သေးဘူးတစ်ခါတည်းရမူရင်းရေးသားအတိုင်းပြန်လဲအသုံးပြုမယ်ဆိုရင်မွေးသားစကလုံးကနေစကားသင်္ကေတရောသုံးခြင်းအဆင့်ကိုပြန်ပြီးတော့ရွေးလျောထားတယ်ဆိုပြီးမှပြောထားလေးတွေရှိတယ်ကောင်းကျိုးအနေနဲ့ဘာသာစကားဖွံ့ဖြိုးတိုးတက်ဖို့အတွက်အများကြီးအထောက်အကူဖြစ်တယ်နောက်ထပ်
အရန်ကမှရောပြီးတော့သုံးလာတဲ့အခါကျရင်ကိုယ့်ဘာသာစကားပြောက်ပြီးတော့တခြားဘာသာစကားတွေကြံတဲ့ဘာသာစကားတင်ကောမှုဖြစ်သွားနိုင်တဲ့အလားအလာလည်းရှိတယ်ဒါပေမဲ့လည်းဒါအသက်တွေထပ်ပြီးတော့ပေါ်နေတဲ့ခေတ်မှာဒါဟာခေတ်ရဲ့လိုအပ်ချက်တစ်ခုပဲဖြစ်တယ်ဆိုပြီးတော့မှနေကုန်းချုပ်တာအပိုင်းတစ်ရဲ့နောက်ဆုံးခေါင်းစဉ်ဥပဇာရေးတဲ့သူကမောင်ခေမန်တနုဖြူကောင်းလုံးထားတာကအထပ်ပြီးတဲ့နေတန်းနဲ့ဥပဇာကဘာကြီးထဲမှာဆိုတဲ့စောက်ထဲကောင်းလုံးထားတယ်စောက်နှုတ်ကိုသုံးထားတယ်ပေါ့နော်ဒီရွက်ချက်ကတော့တင်စားသောဥပဇာအသုံးတွေကိုလက်တွေ့အသုံးချပြောဆိုနိုင်တယ်လက်တွေ့အသုံးချပြောဆိုနိုင်စေရန်ဒီထားပါနော်ဥပဇာရကနေဆင့်သက်လာတယ်အတိတ်ဘက်ကတင်စားသောစကားလုံးအဲ့လိုဥပဇာတင်စားတဲ့ဟာမှာအကြောင်းအရာတွေခွဲလိုက်မှဆိုရင်ပထမဆုံးကိုခန္ဓာနဲ့ဥပဇာတင်စားတာလူကိုခန္ဓာမှာရှိတဲ့အရာတွေမျက်နှာရှိတယ်မြင်မျက်နှာအဲ့ဒါနဲ့ရေကြီးကိုတိုင်းလိုက်တယ်မြင်မျက်နှာစီမျက်နှာရေမျက်နှာစားမျက်နှာဒါမျိုးတွေပေါ့တာကူစီကိုမျက်စိပြောင်းတာကူစီလေးကလုံးဝဤသွားတဲ့အနေထားတစ်ခုမှဆိုရင်ထက်ကဆမ်ပတ်လေးလုံးဝကျက်သွားတဲ့အနေထားကိုပြောချင်တာဒါပေမဲ့လည်းမျက်စိဆိုရင်လည်းအစိလေးတစ်ခုမြင်ရတယ်လို့တာကူပါလည်းအဲ့လိုအစိလေးပါနေစားလို့မကောင်းဘူးအဲ့တော့တာကူစီကိုမျက်စိပြောင်းကြွရတယ်ဆိုရင်အဲ့လိုတော့ပေါ့ချင်းခွန်ရှာအုံးနှခမ်းတို့ဇဝဲ6တို့တင်ဥပမာပြထားတယ်နောက်တစ်ခုကကျတော့တခြားအပြင်မှာရှိတဲ့ဝတ္ထုတွေကိုလူခန္ဓာကိုအစိပ်ပတ်အညီဖြစ်တင်စားပြီးတော့ပြောတာအပင်တွေရှိတဲ့သပင်ဖြစ်လာတယ်တိတ်ရွတ်တွေရှိတဲ့နရွက်ဖြစ်လာတယ်အသီးသီးတဲ့လက်သီးဖြစ်လာတယ်အစိတ်ရှိတဲ့လဲစိတ်ဆိုတာဖြစ်လာတယ်ဒီအဲ့လိုပဲနောက်တစ်ခုကကိုခန္ဓာစွမ်းရည်ဂုဏ်တူဝိတ္တများကိုအခြေပြုတင်စားတဲ့ဥပမာတွေကိုခန္ဓာကိုဆိုတော့ခေါင်းတို့ခြေထောက်တို့မျက်နှာတို့ပေါ့ကွာစွမ်းရည်ဖြစ်တဲ့တော့ကောင်းတယ်ဆိုးတယ်ဟုတ်လားကြီးတယ်ငယ်တယ်ဒါမျိုးတွေပေါ့ဒီမှာဆိုကောင်းတယ်ခေါင်းနောက်တယ်ဟုတ်လားခြေတွက်တယ်မျက်နှာကြီးတယ်မျက်နှာပြစ်တယ်ဒါမျိုးဆိုဒါတွေကသူ့ရဲ့ဆိုလိုရင်းအသုံးတွေကရှိပြီးသားလေနော်တော်တော်များများတည်ပြီးသားပဲစိတ်နာမျိုးဆိုတခါနဲ့ရင်းနှီးတောင်းလုပ်ထားဖို့လိုတယ်ပြီးတော့နောက်တစ်ခုကအပြုတ်မှုအခြေအနေကိုအခြေပြုတဲ့ဥပစာတွေကိုလောက်ကင်စားတဲ့ပုံစံခြီတုံချတုံခြီရမှာလို့ပြပဲချလိုက်ရမှာလို့မျိုးဒါမျိုးဖြစ်နေရမျိုးမဟုတ်ဘူးတခုနဲ့ပတ်သက်ပြီးတော့မှစိတ်ထဲမှာဇဝေဇဝါမျိုးဆုံးဖြတ်ချက်မချနိုင်တာမျိုးကောက်ချက်မချနိုင်တာဒါမျိုးအနေထားတစ်ခုချော်လဲရောတိုင်းချော်လဲတဲ့နေရာမှာတခါနဲ့ထိုင်နေတာမျိုးပြောချင်တာမဟုတ်ဘူးကိုပြောတဲ့ရည်ချက်ကတော့တမျိုးပဲဒါပေမဲ့အခြေအနေတစ်ခုကြောင့်အော်အေးဟုတ်တာပဲငါလည်းအဲ့လိုပြောချင်တာပါဆိုတာမျိုးရောချလိုက်တာမျိုးတွေပေါ့ကြုံမှုကြမှာပါပြီးတော့ခြီပြီးတုပ်ပြီးတို့ရှခုတ်ဦးတင်းတို့ပက်လက်လန်တို့ဒါတွေဆိုတော့တကယ်ပက်လက်လန်သွားတာမျိုးပြောတာမဟုတ်ဘဲနဲ့ဆိုလိုရင်းအိပဲတီးတန့်ရှိတယ်ဟုတ်လားဒါမျိုးဥပမာတင်စားပြီးတော့သုံးတာပေါ့နောက်ထပ်လုပ်ငန်းဆောင်တာကိုအခြေပြတဲ့ဥပစာတွေရှိတယ်ဆိုင်းမစင်ဘုံမစင်ဒါဆိုဘယ်လုပ်ငန်းကိုစားပြီးတော့ဒါဆိုဆိုင်းတော့ဘုံတို့ဗမာတုံးတယ်လေဒါပဲလीနော်အယုတ်ကျိုးပြက်စီလော့ဝါလက်ဂျုံမွေးစကားပလင်ခန့်ပေါ့နော်ပေစားနဲ့တက်ဆိုင်ရဲ့အတုံးလို့ပြောတယ်ဒါဆိုတော့အရင်တုန်းကဒီလိုမျိုးစားရပါရေးရမယ်ဆိုပလင်လိုမျိုးခုံလိုမျိုးတိတန့်ခံပြီးရေးရတဲ့ပုံစံမျိုးတွေရှိလို့ဖြစ်ကောင်းဖြစ်လိုက်မှာပေါ့နောက်ဆုံးတစ်ခုကအာယုံခံစားမှုများနဲ့ပတ်သက်ပြီးတော့မှတင်စားတာဥပစာတွေဆိုတော့အာယုံဖြစ်တဲ့အတွက်အစင်းအာယုံ၅ပါးဟုတ်လားမျက်စိကမြင်မယ်နှာခေါင်းကနှမ်းရမယ်နားကကြားမယ်ရှားကအရသာဖြစ်မယ်ဒီအသားခြေလက်တွေတို့အရေးပြားကနေထိတွေ့ခံစားနိုင်မယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အယောင်ဆိုတာမျက်စိကမြင်တယ်ပူတယ်အဲ့ဆိုရင်ဒါထိတွေ့ခံစားတာရောပြီးတော့သုံးတာအယောင်ကပူတယ်အတန်းချိုးတယ်အတန်းလေးပဲစားနေလိုက်တော့မြင်းနေလိုက်တော့ဒါမျိုးပေါ့ဒါမှလည်းတစ်ခါကျလည်းတချို့အတန်းတွေကြားတယ်ထမင်းလည်းဟင်းလွက်ဖြစ်တဲ့သူတွေရှိကောင်းရှိလိုက်မယ်ပေါ့ခါတီးတဲ့အတွေ့အကြုံတို့တရင်မွေးတို့ဒေါသကြီးတို့ဒါမျိုးတွေနော်စိတ်ပင်ပန်းစိတ်ပူစိတ်ကောက်ဒါတွေအကုန်လုံးဆိုရင်ဒါအာယုံခံစားမှုနဲ့ပတ်သက်ပြီးတော့မှတင်စားထားတဲ့ဥပစာအသုံးတွေဖြစ်တယ်ခြုံလိုက်မယ်ဆိုရင်အာယုံခံစားမှုရှိမယ်ဒီလုပ်ငန်းဆောင်တိုင်းနဲ့ပတ်သက်တာရှိမယ်အပြုမှုခြေပြုတာရှိတယ်ကိုယ်ခန္ဓာကိုရဲ့ဒီဂုဏ်တူဝိသေသတွေသုံးတာရှိပြီးတော့မှဒီအရာဝတ္ထုတွေကိုလူခန္ဓာကိုယ်မှာပြောတာလူခန္ဓာကိုယ်အရာဝတ္ထုတွေပြောတာဆိုပြီးတော့မှ6ခုပဲရှိမယ်ဒါအပိုင်း1ဒါဆိုရင်ဒါပဲလေထူးလို့လှည့်စရာတွေဒေချာလောက်ကြပါဒေချာလက်အောင်ဆိုင်ကြပါတို့တွေအများကြီးပန်ပန်းခံထားတာသိတယ်ဒီကြားထဲမှာဒီအကြောင်းကြောင့်စိတ်တွေအစင်မပြေတာလည်းသိတယ်ဆိုတော့ညာဒီကြားတွေကနေမှစူးစမ်းနိုင်တဲ့အစွမ်းကိုတို့တွေအကုန်လုံးမြှင့်ထုတ်ကြမယ်လေโอเคအဲဆိုတော့နောက်အပိုင်း2အပိုင်း3မှာပြန်တွေ့မယ်